ကဲ GT1 လေးအမေးများရင်လို့ကျွန်တော်ရဲရောက်ချင်း GT1 တောက်လျှောက်နယ်လေးစီကိုရောင်းတင်ပေးလိုက်တယ်ခင်ဗျာနော်600အပေါ်900အောက်မှာကျွန်တော်ညှိနှိုင်းရောင်းဝင်မယ်900အောက်မှာ2သိန်းရောရဲ့စီနဲ့ညှိနှိုင်းရောင်းဝင်မယ်တောက်လျှောက်အောက်နဲ့နော်တောက်လျှောက်အောက်နဲ့ကိုအဖြူတန်း2000ခွန်မော်လေးဖြစ်ပါမယ်ခင်ဗျာလိုင်းစစ်တက်တန်းလေးလက်ဝေးပါမယ်2029 9လပိုင်းကြီးကျအောင်မယ်ခင်ဗျာနော်အဖြူတန်းလေးပါအယိုးစစ်တက်ခိုင်အားလုံးရှင်းတဲ့100ကောင်တောင်းယူပါတယ်ခင်ဗျာဒီကားနဲ့ပတ်သက်ပြီးလဲငွေချံလဲထဲကြီးကြအားလုံးရမယ်ခင်ဗျာနော်အဖြူအတန်းအောင်မှာ2000ခွန်မော်ရဲ့တောက်လျှောက်အောက်နဲ့လေးဈေးလေးကတော့အရန်တန်နေပြီနော်GT1 လေးက900ပေါ်မှာရောင်းမိနေတာကျွန်တော်ကတော့900 2သိန်းရောရဲ့ဈေးနဲ့ရောင်းပေးပါမယ်ခင်ဗျာတောက်လျှောက်နဲ့ဆိုတဲ့အတိုင်းပဲအတွင်းကားလေးလည်းတန့်မယ်အဲကွန်အေးစိတ်နေရမယ်အင်ဂျင်ဂီယာအောက်ပိုင်းလုံးချက်မရှိဘူးခင်ဗျာနော်ထိုင်ကုန်တွေဆိုရင်လည်းအပေါက်ပြင်းတာဆိုလုံးဝမရှိပါဘူးနော်ကားကိုမြေဝါးထင်းကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကြည့်ရမယ့်လိပ်စာလေးကအရှိတကုံ9ရက်ကွက်ရာသာဒရိဝမ်ဝီလမ်းမောင်းမှာကြည့်ရအောင်ဖြစ်ပါတယ်ခင်ဗျဒါကတော့အင်ဂျင်ငန်းလေးရဲ့ရိုးစီလေးပါနော်ရိုးစီလေးလည်းအားအောင်လှတယ် original shape sport တွေအားလုံးကြံတယ်နော်အင်ဂျင်ငန်းလေးရာစားအားလုံးစီကြောပြီးသားလေးပါခင်ဗျရောင်းဝယ်မဲ့ဈေးလေးက698သိန်းကိုပပညှိနှိုင်းနဲ့ရောင်းချပေးပါမယ်ခင်ဗျဆက်သွယ်ရဖုန်းနံပါတ်လေးကတော့396865ကိုကိုတင်လေးကိုဆက်သွယ်မြန်ဆုံးနိုင်ပါတယ်ခင်ဗျအခြားကားမျိုးစုံလည်းရွေးချယ်ဝယ်ယူနိုင်ပါတယ်ခင်ဗျနော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျနောက်ပြီးမှပြန်လည်တွေ့ကြပါမယ်